အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဒီအာအင်္ဂလိပ်လိုရေးထားတဲ့ဒါကိန်းဂဏန်းအချက်လက်တွေကိုဒီမြန်မာဘာရှင်းမြန်မာလိုပြောင်းပြသွားမယ်ပြီးတော့ဒီမြန်မာလိုရေးထားတဲ့ကိန်းဂဏန်းဆိုင်ရာအချက်လက်တွေကိုဒါအင်္ဂလိပ်ဘာရှင်းနေနဲ့ပြန်ပြောင်းပြသွားမှာဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီလက်တွေ့လုပ်ပြသွားမှာဖြစ်တယ်အဲ့ဒါလုပ်ဖို့အတွက်နမူနာ Excel file တွေကိုဖန်တီးထားပါတယ်အဲ့ဒီ Excel file တွေကိုကျွန်တော်ဒီ R ကိုထည့်လိုက်မယ်ပေါ့နော်နာမည်တစ်ခုပေးလိုက်မယ်ပေါ့နော်အလွယ်ကူဆုံး A ဆိုပြီးတော့ပေးလိုက်မယ်ပြီးတော့ file ရဲ့အမျိုးအစားက CSV file ဖြစ်တဲ့အတွက် read.csv နဲ့ပဲကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော်ပြီးတော့ file နာမည်က x ဆိုပြီးတော့မှနာမည်ပေးထားဖြစ်တဲ့အတွက် x ပြီးတော့ file မျိုးအစား CSV ဆိုပြီးတော့မှကျွန်တော်ဒီ R ကိုထည့်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ထည့်ထားတဲ့ file လေးကိုကျွန်တော်တို့ကဒီပြန်ကြည့်လိုက်မယ်ပေါ့နော်ဒီညမှာဆိုရင်ကျွန်တော်တို့ဒီရှေ့မှာ x ဆိုတဲ့ column ကဒီအပိုးကြီးဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီပထမ column ကိုကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်အဲ့တော့ a ပထမ column ကိုကျွန်တော်ဖြတ်ချင်တယ်ဆိုရင်ဒါဖြတ်လိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီပထမ column မှာရှိတဲ့ဒီအင်္ဂလိပ်လိုရေးထားတဲ့ data တွေကိုကျွန်တော်တို့ကဒီဒုတိယ column မှာဒီမြန်မာလိုအနေနဲ့ကျွန်တော်ပြန်ပြောင်းမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမြန်မာလိုပြောင်းထားတဲ့ data တွေကိုဒုတိယ column မှာဖြစ်ထည့်ချင်တာဖြစ်တဲ့အတွက် a လက်ပြီးတော့အောင်ခွင်းနဲ့second column မှာဖြစ်တဲ့အတွက်ဒါ second ပေါ့နော်ပြီးတော့ကျွန်တော်ကအင်္ဂလိပ်ကနေဒီမာလို့ပြောင်းမှာဖြစ်တဲ့အတွက် e to e ဆိုတဲ့package လေးကိုကျွန်တော်က function လေးကိုကျွန်တော်ကသုံးလိုက်မယ်ပေါ့နော်ပြီးတော့ဒီ a data frame လေးကဒီပထမ column က data တွေကိုပြောင်းမှာဖြစ်တဲ့အတွက်x first ဆိုတာလေးကျွန်တော်ရေးလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရှိသမျှ data ရအားလုံးကိုဗမာလိုပြန်ပြောင်းဗမာလိုပြန်ပြောင်းလိုက်ပြီဖြစ်တယ်ပေါ့နော်ဒီထက်မှဆိုရင်ဒါdata ပေါင်းဒါ300ကျော်ပါ300ပါတယ်ပေါ့နော်အဲ့300ကိုခဏလေးအတွင်းကျွန်တော်ပြောင်းလိုက်တာဖြစ်တယ်ပေါ့နော်ဒီနေရာမှာဒီတတိယ column မှာရှိတဲ့ဗမာလိုရေးထားတဲ့ကိန်းဂဏန်းဆိုင်ရာအချက်လက်တွေကိုဒါအင်္ဂလိပ်အနေနဲ့အင်္ဂလိပ်လိုပြန်ပြောင်းပြသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကျွန်တော် stroke ပြောင်းလို့ရလာရလက်တွေကို stroke ထား column မှာထားမှာဖြစ်တဲ့အတွက်ဒါပို့ပေါ့နော် stroke ထား column မှာဒါဒီခါမှာကျတော့ e to b ဆိုတဲ့ function မသုံးမနဲ့ဒီBurmese ကနေအင်္ဂလိပ်လိုပြောင်းမှာဖြစ်တဲ့အတွက်b to e ဆိုတဲ့ဒီ function လေးကိုသုံးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီတတိယမြောက် column က data တွေကိုပြောင်းမှာဖြစ်တဲ့အတွက် extract ဆိုတာလေးကျွန်တော်ယူလိုက်မယ်ပြီးရင်ကျွန်တော် enter ခေါက်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီပြောင်းလာတဲ့ data ရရဖြစ်တယ်ပေါ့နော်အဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ်